လူတယောက်ရဲ့အနာဂတ်ကိုသူတို့ရဲ့လက်ဖွားထဲမှာဖတ်လို့ရတယ်ဆိုတဲ့ရှေးဟောင်းအယူအဆတွေရှိခဲ့တာကိုတော့ကြားဖို့ကြမှာပါဒါပေမဲ့လက်ချောင်းလေးတွေပေါ်ကတင်းငယ်တဲ့မြင်းချောင်းလေးတွေကကောဘယ်လိုလျှို့ဝှက်ချက်တွေကိုဖော်ပြနေနိုင်မလဲကဲဒီနေ့တော့အဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့တွေ့အတူတူလေ့လာကြည့်ကြရအောင် စဉ်းစားကြည့်လေကိုဘွားရဲ့အခြေရေးအလောအကိုင်းနဲ့ကံကြမ္မာတဲ့လမ်းညွန်မြေပုံကူကတခြားမှမဟုတ်ပဲကိုယ့်ရဲ့လက်ချောင်းဒီပေါ်မှာပဲရှိနေတဲ့ဆိုရင်ကောကဲဒီမင်းဆောင်လေးတွေကဘာတွေပြောနေလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ကြအောင်ဗျာ ပထမဆုံးအနေနဲ့အချီလေးကိုကိုစားပြီးတော့လက်ညှိုးကိုပဲခြိလိုက်ကြရအောင်လက္ခဏာပေးတာရတော့ဒီလက်ချောင်းကနှလုံးသားရဲ့ကိစ္စတွေပဲထောက်ချက်တစ်ခုလိုပါပဲ ဆိုတော့လေလမ်းညိုးပေါ်မှာရှင်လင်းတဲ့ထောင်လိုက်မြင်ချောင်းတွေရှိနေတယ်ဆိုရင်ဒါကတော့တော်တော်လေးကောင်းတဲ့နိမိတ်လို့ပြောရမှာပဲဒီလက္ခဏာကကိုရကချစ်မဲ့နိုရတဲ့သူနဲ့စုံတွေ့ပြီးပျော်ရွှင်တဲ့အိမ်တော်ကြီးကိုပိုင်ဆိုင်ရမယ့်အခွင့်အလမ်းကောင်းရှိနေတယ်ဆိုတာကိုကိုစားပြုနေတာပါ အခြေရေးပြီးသားပြီဆိုတော့နောက်ထပ်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့အလုတ်အကင်ဘက်ကိုလှည့်ကြည့်ရအောင်လက်ကလေးပေါ်ကမြင်ချောင်းတွေကတော့ကိုယ့်ရဲ့စီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းဘလောက်အထိအောင်မြင်နိုင်မလဲဆိုတာကိုဖော်ပြနေတာပါ ဆိုလိုတာကတော့ကိုပိုင်လုပ်ငန်းပဲလုပ်စီးပွားရေးလောကတဲ့ဘိန်းဝင်စ조사သလောက်အောင်မြင်မှုရနိုင်တယ်ဆိုတဲ့အားကောင်းတဲ့လက္ခဏာမျိုးပေါ့ကိုယ့်ရဲ့အစွမ်းအစကိုယုံကြည်ဖို့အတွက်အားပေးနေသလိုပါပဲဗျာ စီးပွားရေးသမားတွေအတွက်လက်ခက်လေကအရေးကြီးတယ်လို့ပဲပုံမှန်ဝန်ထမ်းဘဝမှာအောင်မြင်ခြင်းတဲ့သူတွေအတွက်ကြတော့လက်တူကျွဲကအရေးပါလာပြန်ရောလက်တူကျွဲပေါ်ကဒီလိုမြင်းချောင်းတွေကကိုအိမ်မက်မှတ်နေတဲ့အစိုးရဝန်ထမ်းဘဝတောင်းမို့ကိုအရန်လိုချင်နေတဲ့အလုပ်နေရာကိုရရှိနိုင်မဲ့အခွင့်အလမ်းကိုညွန်ပြနေတာပဲကိုယ့်ရဲ့စူးစမ်းမှုတွေအရချင်လာတော့မယ်ဆိုတဲ့အရေးအယောင်တစ်ခုပေါ့ကဲနောက်ဆုံးအနေနဲ့လက်တန်းကိုကြည့်လိုက်ရအောင်သူကတော့တခြားလက်ချောင်းတွေနဲ့နည်းနည်းလေးကွဲထွက်တယ်ဘာလို့လဲဆိုတော့ကောင်းလက်ချက်ရောတတိထားရမယ့်အချက်ရောအတိတ်ဘီနှမျိုးစောင့်နေလို့ပါပဲဆိုတော့လက်ထမ်းပေါ်ကမြင်းကြောင်းလေးရောတစ်ဖက်မှာတော့ကိုယ့်ရဲ့အစံတားလေးတကယ်ဖြစ်လာမယ်ပြေဝလာမယ်ဆိုတဲ့ကတိစကားလိုမျိုးဖြိုးနေပေမဲ့နောက်တစ်ဖက်မှာကျတော့ကျွန်တော်တို့တတိထားရမယ့်ကျမ်းမာရေးနဲ့ပတ်သက်တဲ့တတိပေးချက်တစ်ခုကိုလည်းပြလိပြန်တော့အထူးသဖြင့်ဒီတတိပေးချက်ကအသက်30နဲ့35ကြားမှာကျမ်းမာရေးပြဿနာလေးတွေပေါ်လာနိုင်တယ်ဆိုတာကိုပြနေတာပါဒါကြောင့်ကိုပို့ပြီး group site ဖို့အတွက်အချက်ပြီးခေါင်းလောင်းတန်တစ်ခုလိုပါပဲဒါကကံကြမ္မာကိုပြောင်းလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ချူတင်ကာကွယ်တာကကုသတာထက်ပိုကောင်းတယ်ဆိုတာကိုတတိပေးနေတာမျိုးပါကဲအခုစရဲ့လက်ချောင်းတစ်ခုချက်စီရဲ့လျှို့ဝှက်ချက်တွေကိုတီးသွားပြီဆိုတော့ဒီအချက်လက်တွေအားလုံးကိုစုပေါင်းပြီးတော့ဘဝရဲ့ခြုံငုံတုံးသက်ချက်တစ်ခုကိုဘယ်လိုမြင်နိုင်မလဲဆိုတော့ကြည့်လိုက်ကြရအောင်အချုပ်ပြောရရင်တော့ဗျာကျွန်တော်တို့ရဲ့လက်ချောင်းလေးတွေကအခြေရေးစီးပွားရေးအလုပ်ကိုင်ငယ်နေကျန်းမာရေးအထိဘဝရဲ့ကဏ္ဍစုံကိုထင်ဟပ်နေတာပေါ့မြင်းကြောင်းတစ်ခုချင်းစီကကိုယ့်ရဲ့အားသာချက်တွေကဘာလဲဘာတွေကိုတတိထားရမလဲဆိုတာကိုညွှန်ပြနေတဲ့ကိုယ်ပိုင်လမ်းညွှန်မြင်းပုံလေးတစ်ခုလိုပါပဲ လက္ခဏာပေတာဆိုတာကအနာဂတ်ကိုတန်ရာရာခိုင်နှုန်းကြီးကြီးကြပ်ကြပ်ဟော့ကင်းထုတ်တာမျိုးချက်ကိုမှရှိတဲ့အလားအလာတွေနဲ့ကိုရှောက်ရမယ့်လမ်းကြောင်းကိုတတိပြုမိစီဖို့လမ်းညွှန်ပေးတာမျိုးနဲ့ပို့တူပါလေကဲအခုကိုရဲ့လက်ကိုပြန်ပြီးတစ်ချက်လောင်ကြည့်လိုက်အဲ့ဒီလက်ကြီးကဘယ်လိုအန်အောစရာကောင်းလဲဇလန်တပုတ်ကိုပြောပြဖို့အစင်သင့်ဖြစ်နေပြီလဲ